ဒီချက်တနာပါ grade 5သင်ချာအခန်း2ဒုတဲ့သင်ခန်းစာတွေကနံပါတ်8လေးကိုတွေ့ပြပေးပါမယ်အောက်ပါပုံများဤဒုတဲ့ကိုရှာပါနံပါတ်ကကြီးကပုံလေးပေးထားတယ်နော်အဲ့ပုံလေးကသူကတောင်းမှစတူကန်ပုံလည်းမဟုတ်ဘူးစတူရန်ပုံလည်းမဟုတ်ဘူးဒီမှာကွေးကွေးလေးဒီမှာအပေါက်ကလေးပါနေတဲ့ပုံစံဖြစ်နေရပါတော့အဲ့ဒါဆိုလို့ရှိရင်ပုံစံကြီးကိုတုံးတွက်လို့မလွယ်ဘူးချေတို့ကနော်အဲ့ဒါဆိုဒီဟာလေးကိုထပ်ပြီးတော့ဒီဘေးနေ့ကလိုနေတဲ့အပိုင်းလေးကိုဖြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တောင်းမှစတူကန်လေးဖြစ်လာမှာဒါမှစတူကန်တုံးလေးဖြစ်လာမှာဒါမှစတူကန်တုံးလေးဆိုရင်သူ့ရဲ့ပုံသင်လေးရှိတဲ့အလျားအများအနံအများအမြင့်နဲ့သူ့ရဲ့ဒုတဲ့ကိုရှာလို့ရတယ်အဲ့လိုရှာပြီးမှဒီထပ်ဖြစ်ထားတဲ့အပိုင်းလေးကိုပြန်နှုတ်လို့ရှိရင်လည်းသူ့ရဲ့ဒီပုံလေးရဲ့ဒုတဲ့လေးကရလာမှာဆိုတော့အကြီးရဲ့ဒုတဲ့ကိုအရင်ရှာပြီးလို့ရှိရင်ဒီအသေးလေးထပ်ဖြစ်ထားတဲ့အပိုင်းလေးကိုဖယ်လိုက်လို့ရှိရင်သူတို့လိုချင်တဲ့ဒုတဲ့လေးကိုရလာမှာအဲ့လိုနည်းနဲ့တွက်ကြည့်ရအောင်နော်အဲ့တော့ပုံကြီးဒုတဲ့ပုံကြီးတို့လို့အရင်ရေးလိုက်မယ်အဲ့တော့ဒါမှစလူကန်တုံးအကြီးရဲ့အလျားနဲ့အနံနဲ့အမြင့်နဲ့ကိုအရင်ကြည့်ရအောင်အဲ့တော့အလျားဆိုတာအရှည်ဆုံးအနာဒီမှာ8စင်တီမီတာအနံကဒီဘေးကတိုးတဲ့အနာလေး9စင်တီမီတာပြီးလို့ရှိရင်အမြင့်ကကြတော့ဒီအလျားနဲ့အနံကြားထဲမှာ down လိုက်ဆွဲထားတဲ့ဟော်ဒီမြင့်လေးပေါ့အမြင့်လေးတွေကဒီဒါအတူတူပဲအမြင့်လေးတွေကဒီမှာ9စင်တီမီတာပေးထားတယ်ဆိုအမြင့်က9အဲ့လိုလေးကြည့်ပြီးတော့တွေ့ရမှာအဲ့တော့ရှေ့အမြောက်အလျားကရှေ့အနံက9မလို့ရှေ့အမြောက်ခွန်အမြောက်အမြင့်က9မလို့9အဲ့ထဲကနေနှုတ်မှာဆိုတော့အနှုတ်ဒါကအရှိကအကြီးရဲ့ဒုတယ်ဒါမှစလူကန်တော့အကြီးရဲ့ဒုတယ်ဒါကကြတော့ဆက်ဖြည့်ထားတဲ့အပိုင်းလေးရဲ့ဒုတယ်ကိုနှုတ်အောင်ထပ်ဖြည့်ထားတဲ့အပိုင်းလေးရဲ့ဒုတယ်ကိုရှာဖို့အတွက်ကလည်းအလျားအနံအမြင့်ကိုထပ်မြောက်ပေးရမှာနော်ဒီအပိုင်းသေးသေးလေးရဲ့အလျားကဘယ်လောက်လဲဆိုလို့ရှိရင်ဒီဒါလေးကသူ့ရဲ့အလျားအရှည်ဆုံးအနာလေးနော်အဲ့လေးကအလျားတော့9စင်တီမီတာရှိတယ်သူရေးထားတယ်နော်ဒီအပိုင်းလေးက9စင်တီမီတာဒီဘက်ကလည်း9စင်တီမီတာပဲအတူတူပဲဆိုတော့သူတို့ထားမှစလူကန်ပုံလေးဆိုတာအတူတူပဲအဲ့တော့9စင်တီမီတာအလျားလေးက9အနံကကြာဒီမှာတိုးတဲ့အနားလေး3စင်တီမီတာအနံက3အမြင့်ကကြာတော့သူကလည်း9ပဲတူတူပဲเนาะအပေါ်ကကောင်လေးခွဲထားတဲ့အလျားနဲ့အနံနဲ့ရဲ့ကြားထဲမှာအပေါ်ကကောင်လေးခွဲထားတဲ့အမြင့်လေးကအမြင့်ဆိုတော့အမြင့်ရလဲဒီမှာလဲ9ပဲအဲ့တော့မြောက်မယ်ရှစ်ခုနှစ်လီ56 9လီ280ကျန်နေမှာပြီးတော့ချက်တော့တယ်เนาะအဲ့တော့280ပြီးလို့ရှိရင်53လီက15 5လီက85အဲ့တော့280နဲ့85ကိုနှုတ်မယ်ဆိုလို့ရှိရင်205တတိထားမှာကဒုတယ်ဆိုလို့ရှိရင်သူ့ရဲ့ unit ကကုဗစင်တီမီတာကုဗထည့်ပေးရမှာနော်ဒါကနံပါတ်ကကြီးနံပါတ်ခါခွေးလေးကိုကြည့်မယ်နံပါတ်ခါခွေးရလဲပဲနံပါတ်ခါခွေးချဲတို့ကဒီမှာပုံစံကအဲ့လိုပဲဒါမှစလူကန်မဟုတ်ဘဲနဲ့ဒါမှစလူကန်ကအောက်ခြေမှာရှိပြီးတော့အပေါ်မှာဒါမှစလူကန်တုံးအသေးလေးတစ်ခုထပ်ပြီးတော့တင်ထားတဲ့ပုံစံမျိုးလေးဖြစ်နေတာဒါမှစလူကန်အတုံးနှစ်ခုဆင်ထားတဲ့ပုံစံဖြစ်နေတာသူ့ကြခုနကတော့ဒီချဲတို့ကပိုနေတဲ့အပိုင်းလေးကိုပါထပ်ဖြည့်ပြီးတော့ဆွဲပြီးတော့မှအဲ့အပိုင်းလေးကိုပြန်လို့ရှိရင်ကျတော့မလွယ်တော့ဘူးဘာလို့လဲဆိုတော့နှစ်ခုဖြစ်သွားမှာနှစ်နေရာဖြစ်သွားမှာနော်နှစ်ဖက်လုံးမှာလိုနေကြတာဆိုတော့နှစ်ဖက်လုံးကိုဖြည့်မနေတော့ဘူးအဲ့ဒါသူ့ကြတော့နှစ်ပိုင်းပိုင်းတဲ့ပုံစံနဲ့တွက်လို့ရတယ်နော်အောက်ကတစ်ပိုင်းဒါမှစလူကန်တုံးအကြီးကြီးရဲ့ဒုတဲ့ကိုအရင်ရှာအပေါ်ကဒါမှစလူကန်တုံးအသေးလေးရဲ့ဒုတဲ့ကိုရှာပြီးလို့ရှိရင်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်လည်းဒီအဖြေကိုရမှာပဲနော်အဲ့ဒီနည်းလေးကိုသုံးပြီးတော့တက်မယ်အဲ့တော့ပုံကြီးဒုတဲ့ကိုရင်ရေးလိုက်မယ်တော့ဒါမှစလူကန်တုံးအကြီးရဲ့ဒုတဲ့ကိုအရင်ရေးပြီးတော့အကြီးနဲ့အသေးလေးနဲ့ကိုပြန်ပေါင်းပါအကြီးကိုကြည့်အောင်ဒါမှစလူကန်တုံးအောက်ကအကြီးသူ့ရဲ့အလျားကအရှည်တဲ့အနားကြီးက6စင်တီမီတာရှိတယ်6စင်တီမီတာဆိုအလျားက6အမြောက်လို့ရေးလိုက်မယ်ပြီးရင်အနံက9ရှိတာအဲဆိုတော့9အဲ့တော့အလျားနဲ့အနံနဲ့ဂျားထဲမှာရှိတဲ့ down line မြင်းလေးကဘယ်လောက်လဲဆိုသူ့ရဲ့တန်ဖိုးဒီမှာ4ဒီမှာလည်း4ဒီမှာလည်း4ဆိုတော့4စင်တီမီတာပေါ့နော်အဲ့ဒါကအကြီးရဲ့တူတယ်အခုအကြီးရဲ့တူတယ်ပြီးလို့ရှိရင်အသေးလေးရဲ့တူတယ်ကိုနှစ်ခုကိုပေါင်းလိုက်ပြီးမှဒီပုံတန်ဖိုးထွက်လာမှာဆိုတော့ပေါင်းလက္ခဏာဂျားထဲမှာထည့်လိုက်မယ်ဒီခါကျပေါင်းမတွေ့ရမှာနော်အသေးလေးရဲ့အလျားကိုအရင်ကြည့်မယ်အသေးလေးရဲ့အလျားအရှည်ဆုံးအနားလေးကဒီဟာလေးအဲ့လေးကဘာလောက်လဲဆိုလို့ရှိရင်အောက်ဆုံးမှာရေးထားတာ9စင်တီမီတာဒီနမ်းမှာ9ဆိုရင်ဒီမှာလဲ9ဒီမှာလဲ9ဒီမှာလဲ9ပဲအဲကြောင့်9စင်တီမီတာသူတို့တွေကတောင်းမှစတူကန်3လေးဆိုရင်ချက်ဆိုင်အနားလေးတွေကညီပြီးသားအဲ့တော့တောင်းမှဒီမှာ9စင်တီမီတာဆိုတော့သူ့ရဲ့လျားက9အမြောက်အနံကိုကြည့်ရအောင်အနံဒီလိုလေးတေးတဲ့တိုးတဲ့အနားလေးအနံက3စင်တီမီတာအမြင့်ကကြတော့အလျားနဲ့အနံနဲ့ရဲ့ကြားထဲမှာ down line ဆွဲထားတဲ့မြင်းလေးဆိုတော့ဒီမှာကအမြင့်က3ဖြစ်တယ်အဲ့တော့ဒီမှာ3သူတို့မြောက်မယ်ဆိုရင်9လီ45
45လေးလီ180အပေါင်း3လီက15ရဲ့3ရဲ့ပေါင်းတော့15ရဲ့3ရဲ့မှာတော့15 3လီ45အဲဆိုရင်သူရဲ့အဖြစ်က225